ဒါတွေအားလုံး9သိန်းကျော်လောက်ရှင်းလိုက်ရပါတယ်ဆိုတော့ဒါရဘာတွေလဲဆိုလို့ရှိရင်ကျွန်တော်အရုပ်ဗီဒီယိုကြီးပြန်ရိုက်မှာမို့လို့ပေါ့နော်လိုအပ်တဲ့ပေါ့နော်ဇာတ်လမ်းရိုက်ဖို့လိုအပ်တဲ့နောက်ခံ background အရုပ်တွေရဲ့အခန်းအပြင်စင်တွေလုပ်ဖို့အတွက်လိုအပ်တဲ့ဒီ handmade ပစ္စည်းတွေပေါ့နော်ကုန်ကျန်းတွေပေါ့နော်အဲ့လိုမျိုးဝယ်ခဲ့တာဖြစ်ပါတယ်အရုပ်တော့မပါဘူးပေါ့နော်အရုပ်ကတော့အရင်တည်းကဝယ်ရတာပါအရုပ်ကတော့အရုပ်အိမ်ဆောက်တဲ့ဆိုသိအောင်အရုပ်ကိုပြပေးတာဒီပစ္စည်းတွေကြီးပဲပေါ့နော်ဒီနေ့တနေ့သွားဝယ်တာပါဘယ်မှာသွားဝယ်ရလဲဆိုရင်တော့ဒီနေ့တိမ်ကြီးစီမှာသွားဝယ်တာပေါ့နော်တလန်းဝင်တလန်းထွက်နေလူအားအကုန်လုံးကိုဝယ်ခဲ့ပါတယ်ဆိုတော့ဘာကြီးပါလဲဆိုတာကိုအားလုံးတူတူကြည့်ပေးကြပါအောင်နော်မမောင်တို့ပြမှာတော့ဒီဒါလေးပေါ့နော်ဒါကတော့ဒါဘီယာကွက်လေးလိုချင်တာပေါ့နော်ဘီယာကြီးချိန်နေဝယ်ခဲ့သူကဂက်လိုက်ကြီးပဲရောင်းနေဆိုလို့လေအဓိကလိုချင်တာဒီဘီယာကွက်လေးကိုကအဲ့လို club လေးလေးလုံးမှာဆိုတော့အဲ့မှာထည့်ဖို့ဘီယာကွက်လေးလိုချင်တာလေဒီတစ်ခက်အလုံးဝယ်ခဲ့ရပါတော့ကော်ရီလည်းပါတယ်အဓိကတော့ဒီအခန်းလေးလုံးမှာဆိုတော့ဒီကတော့all in one ပြားပေါ့နော်ဒီအပြားတွေကိုလိုတလောက်ပေါ့နော်သူကအစကသူကအပြားကြီးအကြီးပဲကိုဒါလိုတလောက်တွေဖြတ်ခိုင်းတာပေါ့နော်အပြားအကြီး3ချက်ကိုလိုချင်တလောက်ဖြတ်ခိုင်းတာပေါ့နော်ကိုလိုချင်တဲ့ box အနေထားကိုလိုချင်တဲ့အဲ့လို studio လုပ်ဖို့အတွက်အခန်းလုပ်ဖို့အတွက်ဒီအယုံမ site တိုင်းပေါ့နော်ကိုလိုတလောက်ကိုဖြတ်ခိုင်းထားတာပါဒီမှာအများကြီးပဲဒါ3ချက်ကိုဖြတ်တာပေါ့နော်ဒါကအသေးတွေပေါ့နော်ဒီအောက်မှာအကြီးရလည်းရှိရဒီအကြီးရဆိုလို့ရှိရင်ကြည့်ရတာမသိခဏဖယ်လိုက်မယ်အကြီးအရှည်ကြီးလည်းရှိရပေါ့နော်အဲ့ဒါကြတော့ကြောင်းတို့ပြီးတော့ဗာလဲကဖီးတို့ဗာတော့အဲ့လိုမျိုး setting တွေဆိုတော့ဒီအကြီး box လုပ်မယ်ပေါ့နော်ဒီဟာရိုးအခန်းတွေပါတယ်ဆိုတော့ဒီအသေးပေါ့လုပ်ပါမယ်ပြီးတော့ဒီမှာဒါဖြတ်လို့ပို့တဲ့အပိုင်းတွေလည်းယူလာတယ်ပေါ့နော်ဒီမှာသေးလေးလည်းရှိတယ်သေးလေးလည်းပြန်သုံးလို့ရတယ်လीနော်ဒီမှာအပြားသေးတွေဒီမှာလည်းဖြတ်လို့ပို့တဲ့အပြားသေးလေးလည်းပြန်သုံးဖို့အတွက်ယူလာပါတယ်ဒီမှာအကျုပ်တွေလည်းမှောက်အောင်ပြီပြီးတော့ကပ်ဖို့ကော်တွေပေါ့နော်ကော်တွေလည်းဒီမှာအမျိုးအစားတွေအများကြီးပဲကော်တွေလည်းယူလာရယ်ပြီးတော့ဝယ်လာပြီးတော့ယူလာဝယ်လာရယ်ပြီးတော့ဒီမှာဒါတွေကတော့ဒါသူတို့အောက်ကျမ်းမြင်ပေါ့နော်ကျမ်းမြင်လုပ်ဖို့အတွက်wall paper တွေပေါ့နော်ဒီမှာကျမ်းမြင်လုပ်ဖို့အမျိုးအစားအများကြီးအထဲမှာလည်းရှိသေးတယ်ဒါအောင်စုလိုက်ထားတော့အခြားမှာအခြားရောင်တွေရှိသေးတယ်အဓိကအကွက်စိတ်အရုပ်အတွက်ဆိုတော့အကွက်အစိတ်ဆုံးလေးကိုယူတာပေါ့အကွက်စိတ်တာလေးပဲယူလာတာပါရှိသေးရဲ့အထဲမှာအယောင်လေးဖြတ်မပြတော့နော်ပြီးတော့ဒီမှာ sequence လေးလိုတာလေးပေါ့နော်ပြီးတော့ဒီမှာဒါတွေကလည်းလိုမလားမသိဘူးဆိုပြီးတော့ဝယ်လာဒါထီထိုးတဲ့ဟာတွေပေါ့နော်အစီနဲ့ကိုင်းလို့ကောင်းတယ်အဲ့ဒါလည်းလိုမယ်ထင်တဲ့ဟာအကုန်ဝယ်ခဲ့တာပေါ့နော်ဒီမှာအပင်တွေကလည်းမပါမဖြစ်ပေါ့နော်ကိုအဲ့လိုပန်းချံပုံစံမျိုးလေးတွေလည်းလုံမှာဆိုတော့ဒီမှာအပင်တွေဝယ်လာတယ်အပင်ဆိုတော့သေးလေးတွေကိုရွေးပြီးတော့ဝယ်ပါတယ်ဒီမှာဒါလေးဆိုသေးလေးတွေအဲ့ဒါလေးလည်းရရင်တအားလှလေးဝယ်လာရဲလို့ရှိသေးတယ်တော့အပင်အသေးဆုံးနေပဲရွေးရကွာဆိုင်ချင်းတော့အမြင်ကတ်တယ်အရန်ရွေးလာကြီးလားဆိုကိုကကျအရုပ်ကိုရိုက်မှာဆိုတော့သူကဘာလုပ်မှလဲဆိုကိုကအရုပ်ကိုရိုက်မှာလို့ပြောနေသူနားလဲမှာမဟုတ်တော့ဒီလိုပဲရှာနေရဆိုပြီးတော့အသေးလေးတွေကွာသလားဒီမှာသေးလေးရွေးပြီးတော့ဝယ်လာအသက်မလုံးနဲ့လေကအေးငါဒီမှာဗီဒီယိုရိုက်နေတယ်ဗီဒီယိုရိုက်နေတယ်ဟာဟေ့ရုပ်ဆိုးကြီးကဝင်လာရုပ်ဆိုးငါရုပ်ကိုက်ဦးမယ်နည်းပေါ်တင်ထားလိုက်မယ်ကြောက်ရတယ်အကောင်ကြောက်ရတယ်ခေါင်းမလည်းအပေါက်နဲ့ခေါင်းမလည်းမနေ့ကဆေးလိမ့်လိုက်ရနော်ခေါင်းပေါက်သွားတာခေါင်းကကျွန်မကျတော့အဲ့လိုဟမ်းမိတ်တွေလောက်တာဆိုတော့ reason လောက်တာကိုရဲ့သိတာ reason လောက်တော့ဘယ်ချင်းအဲ့ reason အရေးကခေါင်းကိုပေသွားလဲမသိဘူးအဲ့တော့တတိထားတော့တိရစ္ဆာန်လေးရ reason အရေးအဲ့ဒါသူ့ခေါင်းအဲ့နည်းနည်းပေသွားတာနောက်ရက်ကြောက်လေအသားရညီပြီးတော့လေအသားရ acid ထိတယ်လို့အဲ့လိုကွဲထော်ပါအသားမှာခေါင်းလေးကသွေးထွက်လာတာပေါက်ပြဲပြီးတော့လေအဲ့လိုမျိုးဆိုအဲ့ဒါကိုမှအမွေးအကုန်ရိတ် reason ပေးအမွေးအကုန်ရိတ်ပြီးတော့အဲ့မှာဆေးထည့်ပေးလိုက်တာတနာပါနော်ခလေးအိုးတနာပါတယ်ခလေးလေးနော်မဗီဒီယိုရိုက်လိုက်အောင်မယ်တဲ့ရဘယ်ရောက်သွားမနာမသိတော့မလောက်အောင်ဘယ်ရောက်သွားဆိုတော့စိတ်ကဘယ်ရောက်သွားစိတ်ချက်ပါဘယ်ရောက်သွားအပင်ရောက်သွားရနော်အပင်တင်ရဖဲတဲ့ပဲဒီမှာအပင်နေလို့အဲ့ဒါအသေးဆုံးလေးရွေးလာတာလို့မကိုက်ရဘူးလို့သိတာမကိုက်ရဘူးလို့ဒီမှာအသေးလေးကလုံးဝလှတာလေနော်နွယ်လေးချစ်စရာလေးကလုံးဝအဲ့လေးအယုတ်အိမ်နဲ့ထည့်လိုက်ရုပ်အိမ်တော့မဟုတ်ဘူးကွယ်သိလားအယုတ်စက်တင်ထဲမှာအဲ့လိုမျိုးတောပုံစံမျိုးလေးစက်တင်ထဲမှာလှထည့်ဘယ်တော့လှမယ်စဉ်းစားကြည့်လိုက်တွေးကြည့်လိုက်အိမ်မှာရုပ်ခါပိတ်ဒီမှာကြံသေးတယ်ပြမလို့ဖင်းနဲ့ပိတ်တာဖင်းနဲ့ဖဲတဲ့ပဲနေမှာဒီကြီးတယ်မှာဒီမှာဒါလေးလည်းတော်လှမကြည့်အောင်ဒါလေးဆိုတပုတ်ရရင်တော်လေးလှရကွာဒီလားခရမ်းအပင်နဲ့လုံးအသေးဆုံးလေးတွေပဲကိုကရွေးပြီးတော့ဝယ်လာရှိအောင်မယ်ဒီမှာ
အပင်လေးအသေးလေးပစ္စည်းနောက်တောက်လေးတွေပဲတစ်တော်ကြီးဖြစ်နေနောက်ရှိသေးတယ်ဒီမှာဒါကလာဗင်ဒါလားမသိလာဗင်ဒါတဲ့တော်လှရပစ္စည်းလေးသလားတော်လေးလှအဲ့ဒါလေးတစ်ပုံရအရင်လှမှာတော့2ရောင်ရှိရကွာကိုက2ရောင်ဆိုရင်မရွေးတတ်တော့မျိုးတော့2ရောင်ယူလာအေးရောနောက်ဘာချီအောင်လဲဆိုတော့အော်ဒီမှာဒါလေးကအုံးပင်သေးသေးလေးအဲ့ဒါကတော့အယုတ်ဆိုင်နဲ့ကွက်တိမဟုတ်ရမယ်လိုအပ်မလားဆိုပြီးဝယ်လာတာပေါ့နော်အဲ့ဒီရှိအပင်လေးလည်းအများကြီးပဲဝယ်လာပါတယ်လိုရင်သုံးလို့ရအောင်လို့ပေါ့နော်ဆိုတော့အဲ့ဒါလေးပါဒီမှာအယုတ်မှတော့ပြိနေပြီဆိုတော့အဲ့ဒါအကုန်လုံးဝယ်လာပါလေနော်အဲ့ဒါနဲ့အယုတ်အိမ်နေအယုတ်ပေါ့နော်အယုတ်ဆွေစတူဒီယိုလေးတွေပေါ့နော်အခန်းလေးတွေမကြခင်လုပ်မယ်ပေါ့နော်ပုံတမျိုးစုံပေါ့အဲ့လို club လေးပါမယ်သူတို့အခန်းလေးပါမယ်ပြီးတော့အဲ့လိုတောတွင်တစ်တော်ပုံစံအဲ့လို princess လေးပါလေးရိုက်အဲ့တစ်တော်ပုံစံမျိုးလေးလှုပ်ရှင်တယ်ကွာအဲ့လိုမျိုးလေးပေါ့နော်ကိုရိုက်မဲ့ဇလန်းပေါ်မူတည်ပြီးတော့အဲ့လို setting လေးဆင်မယ်ပေါ့နော်အဲ့ဒါလေးမကြခင်တစ်စင်ချင်းပြပေးပါမယ်အရင်ကလည်းလုပ်ဘူးအရင်တော့မပြပြဘူးပေါ့နော်ကိုကလည်းကိုကြိတ်လို့နေဒီကတော့အကုန်လုံးအသေးစိတ်ကိုပြပေးတော့မှာဖြစ်ပါတယ်အားလုံးပဲအဲ့ဒါကို Wendy idea page မှာကျွန်တော်တင်ပေးမှာဖြစ်ပါတယ်အားလုံးပဲဆက်ဆောင်ကြည့်ကြပါဦးတော့အားလုံးပဲ bye bye